ခုနွေရာသီအပြောင်းရွှေ့ဈေးကွက်မှာ Bradley Barcola ရဲ့နာမည်ကအာဆင်နယ်နဲ့ပြန်လဲချိတ်ဆက်လာတာကိုတွေ့ရတယ်။အဲ့ဒီကြောင့်လေးကျွန်တော်ဆွေးနွေးကြရအောင်။ BBC Sport ရဲ့ဖော်ပြချက်အရအာဆင်နယ်ဟာ Aston Villa ကစားသမား Morgan Rogers ကိုအဓိကပြစ်မှတ်အဖြစ်ထားပေမဲ့ပြောင်းရွှေ့ခြင်းမြင့်မားမှုကြောင့် PSG တောင်ပန်ကျယ်ပွင့်Bradley Barcola ကိုအစားထိုးရွေးချယ်စရာအဖြစ်အလေးထားလာတာကိုလည်းတွေ့ရတယ်။ဒါပေမဲ့မေးစရာတစ်ခုတော့ရှိတယ်။ Bradley Barcola ဟာအာဆင်နယ်အတွက်တကယ်ကိုကိုင်းညီတဲ့ကစားသမားလားဆိုတာကိုလည်းသုံးသပ်ဆွေးနွေးကြရအောင်။အသက်23နှစ်သားရှိသေးတဲ့Barcolaရဲ့အကြီးမားဆုံးအားသာချက်ကတော့သူ့ရဲ့တယောက်ချင်းကြော်ဖြတ်နိုင်စွမ်းပဲ။သူကဘောလုံးကိုခြေထဲမှာရှိရင်ပြိုင်ဘက်နောက်ခံလူတွေကိုယုံကြည်မှုအပြည့်နဲ့ရင်ဆိုင်တတ်တဲ့ဝင်ကားတစ်ယောက်ပဲဒီ 1by1 အခြေအနေတွေမှာလည်းအန်တီအချိဆုံးကစားသမားတွေကတယောက်လို့တောင်ပြောလို့ရတယ်နောက်ထပ်အားသာချက်တစ်ခုကတော့သူ့ရဲ့အရှိန်နဲ့ off the ball movement ပဲBarcola နောက်ခံ line ကိုအချိန်ကိုက်ပြေးဝင်နိုင်ပြီးဒီ transition football တွေမှာလည်းအန်ဒီရရှိတဲ့ကစားသမားတစ်ယောက်ဖြစ်တယ်။အာဆင်နယ်နီးပြမီခေအာတီတာရဲ့အမြန်နှုန်းမြင့်တိုက်စစ်စနစ်နဲ့လည်းကိုင်းညီနိုင်တဲ့ profile တစ်ခုလို့မြင်ရတယ်။ဒါအပြင်သူဟာဂိုးသွင်းနိုင်စွမ်းတွေမကဘူးအသင်းဖော်တွေကိုအခွင့်အရေးဖန်တီးပေးတဲ့ creative winger တစ်ယောက်လည်းဖြစ်ပါတယ်ဘယ်တောင်မှကနေပြီးအတွင်းကိုဖျက်ဝင်ပြီးဂိုးသွင်းတာတွေဒါမှမဟုတ်တိုက်စစ်မှုကိုအစစ်ပေးတဲ့နေရာတွေမှာလည်းအရေးသွေးရှိတယ်။ဒါပေမဲ့အားနည်းချက်တွေမရှိဘူးလားဆိုရင်တော့ရှိပါတယ်။ပထမဆုံးအနေနဲ့Barcolaကတစ်ခါတရံ decision making တွေမှာမတည်ငြိမ်ဘူး။ dribble လုံးတင်းတဲ့အချိန်နဲ့ဘောလုံးပေးတဲ့အချိန်တွေမှာလည်းရွေးချယ်မှုမှားယွင်းတာတွေမြင်တွေ့ရတတ်တယ်နောက်တစ်ချက်ကတော့သူ့ရဲ့ physicality ပါဒီ Premier League ရဲ့ပြင်းထန်တဲ့ကစားပုံနဲ့ရှင်ရမှာပိုပြီးကြမ်းခိုင်မှုလိုအပ်နိုင်မယ်တချို့ပွဲတွေမှာသူကpressure များလာတဲ့အခါသူ့ရဲ့တရားမှုကရောကျသွားတာလည်းတွေ့ရတယ်ဒါအပြင် PSG ကသတ်မှတ်ထားတဲ့ပြောင်းရွှေ့ခြင်းရာပေါင်တန်း100ကျော်ရှိနိုင်တယ်အဲ့ဒီဈေးနှုန်းနဲ့ဆိုရင်အာဆင်နယ်အတွက်အန်ဒီရများတဲ့ရင်းနှီးမြှုပ်နှံမှုတစ်ခုလည်း